သားတို့သမီးတို့ရေမေမေကဒေါရကြီးရစိတ်ဆိုးလွယ်တာမဟုတ်ပါဘူးမေမေရမ်းပြင်ပန်းနေလို့ပါသားတို့သမီးတို့သိလားမေမေစိတ်တိုတဲ့အခါစိတ်မလုံခြုံတဲ့အခါတခြားသူတွေလိုအိမ်ကနေထွက်သွားလို့မရပါဘူးမေမေရမ်းပြင်ပန်းနေတဲ့ချိန်မောဟိုက်နေတဲ့ချိန်တခြားသူတွေလိုမလုံတော့ဘူးဆိုပြီးထိုင်နားနေလို့လည်းမရပါဘူးမေမေနေမကောင်းတဲ့ချိန်မှာတော့သားတို့သမီးတို့ငိုခဲ့ရင်အစမပြေခဲ့ရင်မေမေမှာရှိတဲ့အားနဲ့တင်းပြီးလုံနေရတာဒါကြောင့်စိတ်မဆိုးတတ်တဲ့ဒေါရမထွက်တတ်တဲ့မေမေတယောက်လို့ဖို့ကတကယ်ခက်ခဲလုံးပါတယ်အကယ်လို့မေမေကသားတို့သမီးတို့ပေါ်စိတ်ဆိုးဒေါရထွက်ခဲ့မိရင်မေမေကသားတို့သမီးတို့ကိုမချစ်လို့မဟုတ်ဘူးနော်မေမေမျိုးသိပ်ထားရတာတောင့်ခံထားရတာအရန်ကြာနေပြီမဟုတ်လို့ပါမေမေကိုစိတ်မဆိုးဖို့မျောလင့်ပါတယ်မေမေကိုနေထွေတဲ့ပွဲဖက်မှုလေးနဲ့အားပေးဖို့တောင်းဆိုချင်ပါတယ်မေမေကိုဖက်ပေးမှမဟုတ်လားယင်